အားလုံးပဲမင်္ဂလာပါရှင်ဖူပိုင်ချရှမ်းမကြိုဆိုလိုက်ပါတယ်အခုလိုမိုးအေးလေးမှာကျွန်မကပလာတွန်းငါးလေးပေါင်းစားပါမယ်ရှင်အားပေါင်းမှုအတွက်ဒီပလာတွန်းငါးဖြစ်တဲ့အတွက်ကြောင့်မို့လို့အငန်တက်လေးနည်းနည်းပါတဲ့အတွက်ကြောင့်မို့လို့ကြက်သားမုတ်လေးနဲ့ဆွေးနွေးမုတ်လေးပဲထည့်ပါမယ်ပြီးတော့အဓိကအနေနဲ့ရှက်လကာကြီးလေးကိုထည့်ပါမယ်ရှင်အရသာလေးနဲ့ဆက်အောင်နေပြရနဲ့စပလင်လေးတွေခင်းပါမယ်ပြီးတော့ပေါင်းမဲ့ငါးလေးတွေကိုထည့်ပြီးတော့ရေလေးဆက်ဆက်လေးထည့်ပြီးတော့ပေါင်းလိုက်ပါမယ်ရှင်ငါပေါင်းလာတဲ့အချိန်မှာကျက်သွန်လေးကျက်သွန်ဖြူကိုစီးတက်ပါမယ်ရှင်စီးတက်နဲ့လေးမွေးလာပြီဆိုတာနဲ့အရောင်လေးလာအောင်ရောင်တမုတ်လေးထည့်လိုက်ပါမယ်ပြီးတော့ခင်းချင်သီးနဲ့ကျက်သွန်လေးအလုံးလိုက်လေးတွေထည့်ပြီးတော့ရောချက်ပေးပါမယ်ခင်းတဲ့ထဲမှာရတာဝေအောင်ချက်သားမုံလေးနဲ့ငပြားရည်လေးထည့်ပေးပါမယ်ပြီးတော့မီအေးအေးလေးနဲ့တည်ထားလိုက်ပါမယ်ခင်းတဲ့ဒီနဲ့ချက်သွန်ဦးလေးတွေနူးသွားပြီဆိုတာနဲ့ခုနပေါင်းထားတဲ့ငါးတွေကိုထည့်လိုက်ပါမယ်ပြီးတော့ပေါင်းထားတဲ့ငါးအရည်လေးတွေကိုထည့်ပြီးတော့အဖုံးလေးဖုံးပြီးတော့စီပြန်တဲ့အထိချက်ပေးပါမယ်ခုချိန်မှာတော့အယိုးထိပါစားလို့ရပြီးတော့အချင်းထက်လေးပါတဲ့ငါးပေါင်းလေးရပါပြီရှင်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော်တတား